ဒီနေ့ကတော့တန်လျင်ကြောက်တန်းဖျားဖူးမလို့ပါလို့ဖျားဖူးဖို့ကလည်းလူကိုကြည့်ပါအောင်လားရက်ဆက်ပဲညားလိုက်တဲ့လူတွေဖျားဖူးမလို့ပါလေစီးဖို့တော့ကနေရာရဖို့မလွယ်ဘူးဖြစ်အမလေးညားလိုက်တဲ့လူတန်လျင်ကြောက်တန်းရေလေဖျားပါညားလိုက်တဲ့လူတွေဒီနေ့ကတော့ညားလိုက်တဲ့လူတွေအမလေးအဝေးကနေပဲဖူးမြော်ရပါတော့မယ်ညားလိုက်တဲ့လူတွေအမလေးတန်လျင်ကြောက်တန်းရဲ့ညားလိုက်တဲ့လူတွေရဲ့ကဲတန်လျင်ကြောက်တန်းကိုလာကြပါစီကားနေပါတယ်